တခါတလေကိုဘေးကိုဆက်သွားရမလဲမတိတော့တော့အောင်လမ်းပြောင်းနေသလိုခံစားရဘူးလားကြိုးစားသမျှအရာမထင်သလိုရှေ့ဆက်ရမယ့်လမ်းကမြူတွေဖုံးနေသလိုမျိုးပေါ့ခမည်းတယောက်တည်းထင်နေတာမဟုတ်ပါဘူးလမ်းပြောက်တယ်ဆိုတာတကယ်တော့ခရီးလမ်းဆုံးတာမဟုတ်ပါဘူးခဏရက်နာဖို့အချိန်တန်ဒီလို့အချက်ပြနေတာပါတစ်ပင်တွေကိုကြည့်ကြည့်ပါစောင်းရသည်ရောက်ရင်အရွက်တွေကျွေပြီးငိမ့်တက်နေကြတယ်သူတို့တည်သွားတာမဟုတ်ဘူးနော်ຫນွေဥအတွက်အားမွေးနေကြတာပါခမည်းရဲ့ဘဝမှာလည်းဘာမှမထစ်ထုံးဘူးလို့ထင်ရတဲ့အချိန်တွေရှိကောင်းရှိမယ်အဲ့ဒါဟာစုပ်ယုံနေတာမဟုတ်ပါဘူးခမည်းရဲ့စိတ်ဝိညာဉ်ကနောက်ထပ်အခန်းကဏ္ဍတစ်တစ်ခုအတွက်အားယူနေတာပါတကယ်လို့ပန်းတိုင်ပြောင်းနေရင်အဝေးကြီးကိုလှမ်းမကြည့်ပါနဲ့ခမည်းရဲ့ခြေလမ်းရှေ့ကတပေးအကွာကိုပဲကြည့်ပါဒီနေ့အတွက်ရေတောက်မယ်စာတမျက်နှာဖတ်မယ်ဒါမှမဟုတ်အိမ်ရှင်းမယ်အဲ့ဒါလိုတစ်သေးလေးတဲ့အရာလေးတွေကိုပဲအရင်လုပ်လိုက်ပါခြေလမ်းတစ်သေးလေးတွေကပဲမြူတွေကိုတဖြည်းဖြည်းကွဲပါစေမှာပါစိတ်မပူပါနဲ့ဒီမြူနင်းတွေကအမြဲတမ်းဖုံးလွှမ်းထားမှာမဟုတ်ပါဘူးခမည်းဟာအရင်ကလည်းအခက်အခဲတွေကိုကြော်ဖြတ်လာခဲ့ပြီးပြီပဲဒီတစ်ခါလဲခမည်းဖြတ်ကျော်နိုင်အောင်ပါပါအသက်ကိုဝါဝရှူပါခမည်းရဲ့အချိန်ကိုစောင့်ပါလမ်းကသူ့အလိုလိုပေါ်လာပါလိမ့်မယ်မောပန်းရင်နားလိုက်ပါဒါပေမဲ့လုံးဝလက်မလျှော့လိုက်ပါနဲ့တင်ဘဝရဲ့အကောင်းဆုံးအချိန်တွေကရှေ့မှာလာဖို့ကြံပါသေးတယ်ဂျန်ဒို Rice TV ကခမည်းကိုအမြဲအားပေးနေပါတယ်